မင်္ဂလာပါရှင်ကျမတို့ကဘာမြေပေါ်ကသက်ရှိတွေဟာဘလို့မျိုးစင်ကဲပြောင်းလဲလာတယ်လဲဆိုတာကိုပြောရင် Charles Darwin ရဲ့တဘာဝအလျောက်ရွေးချယ်ခြင်း Natural Selection ဆိုတဲ့ theory ကိုခြံထားလို့မရပါဘူးအဲ့ဒီ theory ရဲ့အခြေခံကတော့မျိုးပွားနိုင်စွမ်းပါပဲမျိုးဆက်ဖြစ်တဲ့ကြံရိပ်ခဲ့ဖို့အတွက်လင်ကွဲချင်းဆက်ဆံတာဟာစင်ကဲဖြစ်စဉ်ရဲ့မရှိမဖြစ်အစိတ်အပိုင်းလို့ကျွန်တော်တို့အမြဲနားလည်ခဲ့ကြပါတယ်ဒါပေမဲ့ဒီနေရာမှာမေးစရာဗဟေလိုက်တစ်ခုရှိလာပါတယ်။အဲ့ဒါကတော့ဘာကြောင့်တရိษံလောကမှာလိန်တူချင်းဆက်ဆံတဲ့ဖြစ်စဉ်တွေဒီလောက်တောင်အတွေ့အများနေရတာလဲဆိုတဲ့အချက်ပါ။အရင်ကတော့ဒါဟာစင်ကဲဖြစ်စဉ်လမ်းကြောင်းပေါ်ကအမှားတစ်ခုလို့သိပ္ပံပညာရှင်အချို့ကယူဆခဲ့ကြပါတယ်။ဒါပေမဲ့အခု2026ခုနှစ်ရဲ့နောက်ဆုံးပေါ်လေ့လာမှုတွေကတော့ဒါဟာအမှားတစ်ခုမဟုတ်ဘဲတဘာဝတရားကဖန်တီးပေးထားတဲ့အလွန်ပါးနတ်တဲ့ရှင်တန်ရေးဗျူဟာတစ်ခုထင်နေတယ်လို့ဆိုလာကြပါတယ်။ကျမတို့လူသားတွေနဲ့မျိုးရိုးဗီဇအနီးဆက်ဆုံးတူတဲ့မြောက်မျိုးနွယ်ဝင်တွေဖြစ်တဲ့ primate တွေကိုလေ့လာကြည့်ရအောင်ပါ။ Washington Post ရဲ့ကျမ်းမာရေးနဲ့သိပ္ပံကဏ္ဍမှာဖော်ပြချက်အရသိပ္ပံပညာရှင်တွေဟာမျိုးစိတ်ပေါင်းများစွာကိုနှစ်ရှည်လျာစောင့်ကြည့်ခဲ့ကြပါတယ်။တွေ့ရှိချက်ကတော့အံ့ဩစရာပါပဲ။မြောက်အုပ်စုတွေထဲမှာလိန်တူချင်းရင်းနှီးကျွမ်းမွယ်မှုဟာအုပ်စုအတွင်းမှာရှိတဲ့တိမ်ပန်းမှုတွေကိုရှော့ချပေးတဲ့ငြိမ်းချမ်းခြင်းဖြစ်စဉ်တစ်ခုအနေနဲ့အသုံးဝင်နေတာပါ။တရိษံလောကမှာအုပ်စုဖွဲ့ရှင်သန်ရတဲ့အတွက်အချင်းချင်းရန်ဖြစ်တာပဋိပက္ခဖြစ်တာတွေကမျိုးနွယ်ကိုအားနည်းစေပါတယ်။အဲ့ဒီအချိန်မှာလိန်တူချင်းဆက်ဆံမှုကတစ်ဆင့်ယဉ်နှီးမှုကိုတိဆောက်လိုက်တာဟာအချင်းချင်းယုံကြည်မှုကိုတိုးစေပြီးအစာရှာတဲ့အခါဒါမှမဟုတ်ရန်သူတွေထံကနေကာကွယ်တဲ့အခါမှာပိုပြီးကြစ်လက်ခိုင်မာတဲ့အင်အားကိုဖြစ်စေပါတယ်။ဒါကြောင့်ဒါဟာမျိုးမပွားနိုင်ပေမဲ့လည်းမျိုးနွယ်စုတစ်ခုလုံးရှင်သန်နိုင်ခြေကိုတော့တိုက်ရိုက်မြင့်တင်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီတော့ဒါဝင်ရဲ့ theory ဟာမှားနေတာလားမဟုတ်ပါဘူး။ဒါဝင်ရဲ့ theory ကိုကျမတို့ကအမြင်သစ်နဲ့ပြန်လည်နားလည်ဖို့လိုအပ်လာပါတယ်။စင်ကဲဖြစ်စဉ်ဆိုတာမျိုးပွားခြင်းတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူး။ရှင်သန်နိုင်မှုနဲ့လူမှုရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကလည်းအလွန်အရေးကြီးပါတယ်။အခုလေးလာမှုအသစ်တွေအရလိန်တူဆက်ဆံခြင်းဟာမျိုးနွယ်စုတွေရေရှည်တည်တံ့အောင်ထိမ့်မိတဲ့စင်ကဲဖြစ်စဉ်ရဲ့အရေးပါအစိတ်အပိုင်းတစ်ခုအဖြစ်အတိအမှတ်ယူလာကြပါတယ်။ဒါဟာတရိษံလောကမှာထူးခြားတဲ့ဖြစ်စဉ်တစ်ခုမဟုတ်တော့ပါဘူး။မျိုးနွယ်စုတစ်ခုပိုမိုကြစ်လစ်လာဖို့ပဋိပက္ခတွေလော်နေသွားဖို့နဲ့အချင်းချင်းကူညီဆောင်ရှောက်မှုကိုအားကောင်းသွားဖို့တဘာဝတရားကပေးထားတဲ့လက်ဆောင်တစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ဒါကြောင့်စင်ကဲထစ်စင်ဟာကျမတို့ထင်ထားတဲ့အထက်ပိုပြီးနက်နဲပြီးရှုပ်ဖွေးတယ်ဆိုတာထင်ရှားလာပါတယ်။ကိုယ်ပိုင်မျိုးမပွားရင်လေမျိုးရိုးဗီဇကိုဘလို့ထိမ့်သိမ့်မလဲဆိုတဲ့အချက်ကိုကြည့်ရအောင်ပါ။ဒါကိုသိပ္ပံမှာ kin selection theory လို့ခေါ်ပါတယ်။အချို့တော့ငှက်မျိုးစိတ်တွေနဲ့နို့တိုက်တတဝါရီမှာလိန်ထူးစုံတွဲတွေဟာအမိမဲ့အဖေမဲ့ထက်နေတဲ့ကလေးငယ်တွေကိုမွေးစားစောင့်ရှောက်လိရှိပါတယ်။ဒါကို gay uncle hypothesis လို့လည်းတင်ချခဲ့ပါတယ်။လိန်တူစုံတွဲတွေဟာကိုယ်ပိုင်ရင်သွဲမရနိုင်ပေမဲ့သူတို့ရဲ့မောင်နှမတွေကပေါက်ခွာလာတဲ့သူမတွေကိုအစာကျွေးတာအန်ဒီယေကကာကွယ်ပေးတာတွေလုပ်ကြပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့်သူတို့နဲ့မျိုးရိုးဗီဇတူညီတဲ့သူတို့ရဲ့ဆွေမျိုးစုတွေအသက်ရှင်နှုန်းမြင့်လာအောင်ကူညီပေးတာပါ။ဆိုလိုတာကငါကလေးမဟုတ်ပေမဲ့ငါမျိုးရိုးဗီဇပါတဲ့ငါတူလေးအသက်ရှင်ရင်ငါစင်ကဲထစ်စင်တာဝန်ကျေတဲ့ဆိုတဲ့သဘောပါပဲဒါဟာမျိုးနွယ်စုတစ်ခုလုံးအင်အားတောင်းတင်ဖို့တဘာဝတရားကပေးထားတဲ့အရန်အင်အားပါပဲတတိယတစ်ချက်ကတော့ရေရှည်လက်တွဲဖော်တိဆော့ခြင်းမှာလိန်တူဆက်ဆံခြင်းဟာကာမဂုဏ်တရားမဟုတ်တာကိုပင်ကွင်းနေနဲ့စင်ရောင်တွေကတက်တည်ပြနေပါတယ်အန်တာတစ်တိုက်ကပင်ကွင်းနေမှာလိန်တူစုံတွဲတွေဟာတစ်ဆက်လုံးမခွဲပဲအတူတူအသိဆောက်တာအခြားသူစွန့်ပစ်ခဲ့တဲ့ဥတွေကိုဥဝက်ပေးတာတွေလုပ်တတ်ပါတယ်။နယူးယောက်မြို့ Central Park တရိษံယုံက Roy နဲ့ Silo ဆိုတဲ့အဖိုးနှစ်ကောင်ရဲ့ဖြစ်ရက်ကကဘာကျော်ခဲ့ပါတယ်။သူတို့ဟာ6နှစ်ကြာလက်တွဲနေထိုင်ခဲ့ပြီးကလေးတစ်ကောင်ကိုအောင်မြင်စွာမွေးမြူနိုင်ခဲ့ပါတယ်။ဒီလိုလိန်ထူစုံတွဲတွေရှိနေခြင်းဟာအုပ်စုအတွင်းမှာအကြံချန်ခြင်းကိုရှော့ချပေးပြီးလူမှုအတိုင်းအဝိုင်းကိုပိုမိုတည်ငြိမ်စေပါတယ်။စုံတွဲများများရှိလေလေရန်သူကိုကင်းဆောင်ကာကွယ်ဖို့အင်အားပိုရှိလေလေဖြစ်လို့မျိုးနွယ်စုတစ်ခုလုံးအထွက်အကျိုးရှိစေပါတယ်။
ဒီနေ့ကျမတို့တင်ဆက်ပေးခဲ့တဲ့ဒီအကြောင်းအရာကနေသိပ္ပံပညာရဲ့လှပမှုကိုမြင်နိုင်ပါတယ်။ကျမတို့ဟာအမှန်တရားလို့ယူဆထားတဲ့အရာတွေကိုအမြဲတမ်းပြန်လည်မေးခွန်းထုတ်ပြီးအမြင်သစ်တွေနဲ့ရှာဖွေနေရတာပါ။တရိษံလောကကလိန်တူစိတ်ဆန်မှုဖြစ်စဉ်တွေကကျမတို့ရဲ့ပတ်ဝန်းကျင်နဲ့သဘာဝတရားကိုပုံမနှက်နဲစွာနားလည်ဖို့တကားတစ်ခုဖွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။စစ်ကြဝင်ကြီးနဲ့တဘာဝတရားဟာကျမတို့စူးစမ်းဖို့အတွက်ဗဟေလိုက်ပေါင်းများစွာကိုသိမ်းဆည်းထားစေပါပဲ။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဒီသိပ္ပံသတင်းကိုပရိသတ်တို့စိတ်ဝင်စားမယ်လို့မျှော်လင့်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။